စပယ်ပန်းတွေတောင်းလို့ပုံနေတဲ့ဖះကြောင့်ချင်းမိုင်မြို့မှာစပယ်ပန်းကုန်းတွေတောင်းလို့ပုံနေတဲ့ဖះကြောင့်တစ်ခုရှိရဲဆိုတာသိကြတယ်မလားဒီနေရာကိုရောက်လို့ရှိရင်ဘယ်ကိုပဲချစ်ချစ်စပယ်ပန်းတွေကိုမြင်ရမှာဖြစ်ပြီးတော့ဖះကြောင့်တစ်ခုလုံးကိုလည်းစပယ်ပန်းအနံ့တွေနဲ့တင်းကျိုင်နေတာပါဘာကြောင့်စပယ်ပန်းတွေတောင်းလို့ပုံနေရလဲဆိုတဲ့အကြောင်းရင်းကိုတော့ဒီဗီဒီယိုလေးထဲမှာဒီကရှင်းပြပေးသွားပါမယ်နော်ဖះပေါ်မတက်ခင်ကိုတော့ဒီအောက်မှာရောက်နေတဲ့စပယ်ပန်းဆိုင်ရာနေစပယ်ပန်းလေးကပ်ဖို့ဝယ်သွားပါအောင်မယ်ဒီအခုမြင်နေရတဲ့လမ်းလေးအတိုင်းဖះပေါ်ကိုတက်သွားမှာဖြစ်ပါတယ်ဒီနေရာလေးကတော့ချင်းမိုင်မြို့စုံကတောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့တက်တန်းအပြင်နှစ်ပေါင်း1300ကျော်နေပြီဖြစ်တဲ့ Wat Brother Dry Camp လို့ခေါ်တဲ့ရှေးအောင်ဖះကျောင်းကြီးဖြစ်ပါတယ်မြန်မာလူမျိုးတွေကြားမှာတော့ဒီဖះကိုစပယ်ပန်းဖះလို့အရန်ကိုနာမည်ကြီးပါတယ်နှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့တာဖြစ်ပြီးတော့လန်နာခေရဲ့အငွေအသက်တွေကိုအခုချိန်ထိအပြည့်အဝခန်းစားလို့ရနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီဖះเจ้าမှာလူအစီကားဆုံးနဲ့အထွတ်မြတ်ဆုံးနေရာကတော့ Lian For Ten Chai လို့ခေါ်တဲ့ရုပ်ပွားတော်မြတ်ကြီးရှိမှာပဲဖြစ်ပါတယ်။ထိုင်းလိုတန်ချိုင်းဆိုတာကတော့ချက်ချင်းလက်ငင်းလို့အဓိပ္ပာယ်ရပါတယ်။ဟုတ်ပါတယ်ချက်ချင်းဆူတောင်းပြည့်စေတဲ့ဖះလို့နာမည်ကြီးတာပါထိုင်းဒေသခံတွေရောနိုင်ငံသားတွေပါစီးပွားရေးကျန်းမာရေးအလုပ်အကိုင်တွေအတွက်လာရောက်ဆူတောင်းတကြပြီးတော့တချို့ဆိုလို့ရှိရင်ထိပေါက်ဖို့အတွက်ပါလာရောက်ဆူတောင်းလို့ရှိပါတယ်ဒီလိုဆူတောင်းတဲ့အခါမှာလည်းထူးခြားတဲ့ယုံကြည်မှုတစ်ခုရှိပါတယ်တဲ့အဲ့ဒါကတော့ကိုဖြစ်ချင်တဲ့ဆူကိုတောင်းတဲ့အခါမှာဒီဆူတာပြည့်ခဲ့မယ်ဆိုလို့ရှိရင်စပယ်ပန်းကုန်း90ဒါမှမဟုတ်ပန်းကုန်း100လာရောက်ကတ်လို့ပါမယ်ဆိုပြီးတော့ဂတိပြုဆူတောင်းကြတာပဲဖြစ်ပါတယ်တကယ်လို့ဆူတောင်းပြည့်သွားတဲ့အခါကိုဂတိအတိုင်းစပယ်ပန်းကုန်းတွေကိုပြန်လာလို့ကြရမှာပဲဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ဒီဖះမှာသူတို့ဆူတောင်းတာတွေပြေသွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်စပယ်ပန်းကုန်းတောင်းကနေကနေပြီးတော့တိန်ကနေအထိတောင်မှလာရောက်ကတ်လူကြတာရှိတယ်လို့ပြောပါတယ်ဒီဖះဝန်းကြီးထဲမှာစပယ်ပန်းကတ်လူကြတဲ့ဖះစင်တူတော်အဖြစ်အခုမြင်နေရတဲ့ရွှေရောင်ဘလူးရုပ်တူကြီးရာဆိုလို့ရှိရင်လည်းနာမည်ကြီးပါတယ်ဒီဘလူးရုပ်တူကြီးရာဆိုလို့ရှိရင်လည်းသူတို့လူမျိုးတွေကြားမှာဆိုလို့ရှိရင်စီးစိမ်ချမ်းသာနဲ့ဒနာဥစ္စာတွေကိုပေးဆွတ်နိုင်တဲ့နာမည်ကြီးဆိုပြီးတော့လည်းအရင်ကနာမည်ကြီးပါတယ်ဒီဖះဝင်းထဲမှာပဲလျှောင်းတော်မူရုပ်ပွားတော်မြတ်ရက်တော်မူရုပ်ပွားတော်မြတ်တွေကိုလည်းဆက်လက်ဖူးမြော်နိုင်ပါတယ်နော်နောက်ထပ်တစ်ခုကတော့ကိုရိုင်းကိုကြားရွှေသင်္ကန်းကတ်လူပူစော်လို့ရအောင်လုပ်ပေးကြတာပါသူကဒီမှာရွှေဆိုင်လေးတွေပေးရတယ်ပေါ့နော်အဲ့ဒီရွှေဆိုင်တွေကိုယူပြီးလို့ရှိရင်သူသတ်မှတ်ထားတဲ့စင်တူတော်တွေမှာကိုရိုင်းကိုကြားရွှေဆိုင်ကတ်လူပူစော်နိုင်ပါတယ်ဒီဘက်ပေးမှာတော့သူအလှခံပုံးလေးပေးရတယ်ပေါ့နော်ဘယ်လောက်ဆိုပြီးသတ်မှတ်ထားတာမဟုတ်ဘဲနဲ့ကိုထည့်ကျင်တလောက်အလူငွေလေးထည့်ပြီးလို့ရှိရင်ရွှေဆိုင်တွေယူပြီးတော့သတ်မှတ်ထားတဲ့နေရာမှာရွှေဆိုင်ကတ်လူပူစော်လို့ရပါတယ်နော်ဒါအပြင်တောင်ပေါ်မှာတရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖះเจ้าရဲ့ view point ကနေပြီးတော့ထွက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ချင်းမိုင်မျိုးရဲ့အရန်ဝင်လာတဲ့ city view ကိုပါအပေါ်ကနေပြီးတော့ခန်းစားရနိုင်ပါသေးတယ်ဒါကြောင့်ချင်းမိုင်မျိုးကိုရောက်တယ်ဆိုလို့ရှိရင်ဒီစပယ်ပန်းဖះကိုလည်းတွားရောက်ဖူးမြော်ဖို့အတွက်ဒီကတိုက်တွန်းလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်